လို့ချစ်လေးပြော ကိုဘာလို့လဲ ဘာလို့မှလည်းချစ်ရလဲချစ်ကိုအရန်တတိယလို့ချစ်လေးနဲ့တွေ့ခဲ့တဲ့နေရာမှာ ကိုကလွားလို့ထိုင်တာပေါ့အမ မဟုတ်ဘူးမနေ့ကပတ်စံကြောက်ကြောက်လို့ပြန်လာရှာတယ် ဟိုနော်ဒါမနောက်နဲ့ဘုံတယ်ဒီမှာသူ့ကိုအရေးကြီးတာပြောစရာရှိလို့ပါဆိုမှပဲ ဟင်အရေးကြီးတာဟာလားပြောလေ ဒီလိုကိုရဲ့ဖေဖေကကိုနဲ့တွေ့ကျင်လို့တဲ့ ဟင်ဖြစ်ပါမလားချစ်ရဲ့ ဖြစ်ပါလေကိုကလည်း အာမဖြစ်ဘူးတော့ချစ်ကိုကတရားစက်အလုံးမရှိအကင်မရှိချစ်ဖြစ်ပါမလား ဖြစ်ပါလေကိုကလည်းမတိချစ်တော့ပြမယ် အေးပြော ဖေဖေပါလေမေအကြီးပဲပြောတတ်လားကို ဟင်အကြီးကြီးပဲလို့ပြောရင်အဆင်ပြေပြီပေါ့ဟုတ်လား ဟုတ်တယ်အဆင်ပြေသွားလိမ့်မယ်ဖေဖေကအကြီးပဲပြောတဲ့လူဆိုအရန်တွေ့ကြည့်တာ ဩအကြီးတွေပဲပြောတဲ့လူအတင်ကြီးတယ်ပေါ့အဲ့ဒါဆိုအကြီးတွေပဲပြောမယ်ဆိုရင်ရော အဆင်ပြေပြီပေါ့အကြီးပဲပြော โอเคကြည့်အောင်ဒါပဲတတ်ခုခေတ်ကလည်းဘာလဲဟာအကြီးတွေပြောရင်အဆင်ပြေတယ်ထင်ကြီးတယ်အကြီးတွေအကြီးကြီးတွေအကြီးမောင်လေးဒီမှာထိုင်လိုက်ပါ ဩဟုတ်ကဲ့ထိုင်မယ်နော် ဦးသမီးကပြောတယ်မောင်ရင်ကဖုန်းလိုက်ဖိနေတာဆို ဟုတ်ကဲ့အကြီးကြီးပဲ ဟာဒါဆိုမောင်လေးမှာအိမ်လဲရှိတာပေါ့ ဩအကြီးကြီးပဲ ဒါနဲ့မောင်ရင်နောင်ကစားတော့မလုပ်တတ်လား အော်အကြီးကြီးပဲ ဟင်အဲ့ဒါမင်းမူရေးစေဝါနဲ့အရက်တို့ပါရော အကြီးကြီးပဲ ဟာအဲ့လိုမင်းမိမကိစ္စလည်းမကင်းဘူးပေါ့ ဩဘလုံးမေးလိုက်တာလေအကြီးကြီးပဲ ဟာအဲ့လိုမင်းတို့ပြဿနာလုံးတဲ့ကောင်ပဲ ကြီးကြီးပဲအကြီးကြီးပဲအော်ငါလည်းကပ်ပါရဲ့ဗာမင်းမအကြီးကြီးပြောတယ်ဒီကောင်နဲ့တော့ကော ဟာဟင်ဟဲ့မင်းမြင်သွားတယ်မလား ဟုတ်ကဲ့အကြီးကြီးပဲဘာဝေးမ This is dirty.